ချင်းတို့ရဲ့ပွဲပြခြားနာချက်ကိုကျမပြပြချင်ပါပြီ။ဆိုးမကိုနေချင်းဆိုတာကနောက်လာမယ့်အနာဂတ်အတွက်ကလေးသားသမီးကိုလူ့ကျပုံသားပေးတာဖြစ်တယ်။အပြစ်ပေးခြင်းဆိုတာကတော့ဒီရှိအချိန်ကာလအတွက်မဟုတ်ပဲအခိုက်အတန့်တူတောင်းတဲ့ကာလအတွက်ပါဖြစ်တယ်။ဒီလိုဆောင်းမကိုနေချင်းနဲ့အပြစ်ပေးခြင်းနှစ်ခုလုံးကိုချစ်ချင်းမြတ်တာပေါ်မူတည်ပြီးချစ်မြတ်နိုးစရာဆက်ဆံပေါင်းသင်းခြင်းရဲ့အစိတ်အပိုင်းဖြစ်လုပ်ဆောင်ရပါမယ်။ဒီလိုမှမဟုတ်ရင်တော့ဒီသားသမီးတွေဟာဆုံးမကိုနေချင်းနဲ့အပြစ်ပေးခြင်းကိုနားမထောင်မနာခံကျေဆိုင်တဲ့သားသမီးတွေဖြစ်ဆောင်ကြပါလိမ့်မယ်။မိဘတွေအများပြားဟာသားသမီးတွေကိုကြမ်းကြမ်းတမ်းတမ်းအပြစ်ပေးကြတယ်။ဘာကြောင့်လဲဆိုတော့တို့ဖြစ်ဆိုးတာကိုအထင်းချုပ်နိုင်ကြတာကြောင့်ရုပ်ပိုင်းဆိုင်ရာမတရားပြုမှုတို့ထိခိုက်မှာနှင်းပနှိမ့်သက်တာမျိုးဖြစ်ကြရတယ်။အဲဒီကိုဖြစ်ပြီးဆုံးမတာတော့မှန်ပါတယ်။ဒါပေမဲ့ဒီလိုဖြစ်တဲ့နာကျင်နေတာကလွေပြီးဘာတစ်ခုမှသုံးသင်တာရှိဖတ်သားနေတာလို့ရှိပါဘူး။ဒီသားသမီးတွေဟာမိဘတွေကိုနာခံဖို့ရှိမှတ်သားကြရပါမယ်။ဒါမှကြားရှင်ကနာခံဖို့ရှိကြမှာဖြစ်တယ်။အဲကြောင့်တို့တဲ့ရှင်ညီမတို့များရှင်ကလေးသားသမီးကောင်းသောမွန်တိုးတက်ချောဖို့နဲ့တို့ရဲ့ဘဝအတ္တမှာဘာတွေကဘယ်လိုရင်ဆိုင်ကြုံတွေ့ရတာကိုတက်တက်စီရည်နိုင်ဖို့အတွက်